လောကလူသားတွေကတူတူကိုအလုံးသောတတ္တဝါတွေဘာနဲ့ပျော်ပြီးတော့နေကြတာလဲဆိုလို့ရှိရင်အာယုံ၅ပါးနဲ့ပျော်ပြီးတော့နေကြတာတဲ့ပိဋိဘာနဲ့ပျော်ပြီးတော့နေတာအာယုံ၅ပါးနဲ့ပျော်ပြီးတော့နေကြတာကိုမြင်နေတာလေးမြင်လိုက်ရရင်ကောင်းမယ်လို့ထင်တယ်မြင်စရာတွေကိုကြိုက်တယ်လို့ဖန်တီးလို့ရရင်ဘဝအရာတော်တယ်လို့ထင်တယ်ဟုတ်ရဲ့လားအဲ့ဒါလိုပဲကိုကြားကျင်တာကိုကြားရရင်ကိုကြားကျင်တာကိုကြားခွင့်ရအောင်ဖန်တီးပေးမဲ့အရာတွေရှိရင်ကိုဘဝအရာတော်တယ်တော်သေးရဲ့လို့အဲ့လိုထင်တယ်ဟုတ်လားအဲ့ဒါလိုပဲအနတ်နဲ့ပတ်သက်ပြီးတော့အရာသာနဲ့ပတ်သက်ပြီးတော့အတွေ့အထိနဲ့ပတ်သက်ပြီးတော့ဒီအာယုံ၅ပါးအပေါ်မှာစိတ်ဘလောက်ဝင်စားသလဲကိုပြန်စစ်ဖို့မလိုဘူးလားလိုတယ်နော်အဲ့တော့လောကလူသားတွေဟာဒီ၅ပါးနဲ့ပဲပျော်ကြတာပါဒါပဲပျော်စရာရှိလို့လည်းပဲဒါနဲ့ပျော်တဲ့အပိုင်းလည်းပါတယ်ဟိုဘက်မှာသိရွေးစရာကမရှိဘူးလေဟုတ်ရဲ့လားဒါကြောင့်မြတ်စွာဘုရားကရူပါရာမဘိက္ခဝေပဇာရူပရတရူပတမ္မုဒိတာတတ္တဝါတွေဟာတဲ့အစင်းသာလည်းပျော်စရာရှိတယ်အစင်းသာလည်းပျော်စရာရှိလို့လည်းပဲအဲ့ဒီအစင်းမှာပျော်လေပျော်ကြတယ်ဟုတ်ရဲ့လားဒီအာယုံ၅ပါးကိုဘယ်လောက်တန်ဖိုးထားသလဲဆိုကြပါစို့ခုတက္ကဓမ္မတို့ဦးဇင်းတို့ပိုက်ဆံနဲ့ပတ်သက်လာရင်ငွေနဲ့ပတ်သက်လာရင်မတုံလှုပ်တဲ့လူမရှိဘူးစိတ်မဝင်စားတဲ့လူမရှိဘူးအင်မတန်တန်ဖိုးထားတယ်ဒါဦးဇင်းတို့လည်းဒီတိုင်းပဲအဲ့ဒီငွေတို့ပိုက်ဆံတို့ကိုဘာလို့တန်ဖိုးထားတာလဲစဉ်းစားကြည့်ပါအဲ့ဒီအာယုံ၅ပါးကိုကြိုက်တယ်လို့ဖန်ဆင်းနိုင်ခွင့်ရှိလို့ဒီပိုက်ဆံကိုတန်ဖိုးထားတာဟုတ်ရဲ့လားပိုက်ဆံရဲ့အဓိကပန်းနိုင်ကအဲ့ဒါပဲနော်မြင်နေတာလေးမြင်ရဖို့ကြားကျင်တာလေးကြားရဖို့စားကျင်တာလေးစားရဖို့ဒါပဲမဟုတ်လားဒါပဲနော်အေးအဲ့ဒီတော့ပြောချင်တာကလောကလူသားတွေဟာကာမဂုဏ်အာယုန်နဲ့ပျော်ကြတယ်ဆိုတော့မြတ်စွာဘုရားကအဲ့ဒီကာမဂုဏ်အာယုန်နဲ့ပျော်နေတဲ့လူတွေရဲ့ကြားထဲမှာမပျော်ဘဲနေနိုင်အောင်ကြိုးစားရမယ်ကာမဂုဏ်အာယုန်နဲ့အဲ့ဒီလိုပြောတော့ဒီစကားကြီးကပြင်းထန်သောအာကြီးတယ်လို့ပေတတော်ကခံစားရမယ်နဲ့တူတယ်ဒါဦးဇင်းတို့လည်းပဲခံစားရတာပဲဘာဖြစ်လို့လဲဆိုတော့ယဟန္တာတစ်ပါးပြောသွားတဲ့စကားပုထုဇဉ်နာနဲ့အပြည့်အဝလက်မခံနိုင်တာတဘာဝတော့လည်းနည်းနည်းတော့ကြားတယ်လို့ပြောရမှာပေါ့ဟုတ်လားကာမဂုဏ်တွေအကုန်လုံးပယ်ရမယ်ဆိုတော့တခါကြီးဒီမှာကြီးများလက်သက်ခံနိုင်ရလားလက်သက်ခံတိုက်တယ်ဆိုတာတော့သိတယ်ဒါပေမဲ့စိတ်ထဲကဒါကြီးကမလွယ်လိုက်တာလို့ဒီလိုတော့ရှိတယ်မဟုတ်လားရှိတယ်ဟုတ်ရဲ့လားအဲ့ဒီလိုဆိုရင်နည်းနည်းလေးလျှော့ကြည့်ရအောင်နော်ကာမဂုဏ်အာယုန်တွေနဲ့မပျော်ဘဲနဲ့နေဆိုတဲ့နေရာမှာကာမဂုဏ်အာယုန်တွေနဲ့ပျော်တာတွေကိုနည်းနည်းလောက်လျှော့ကြည့်ရမယ်တစားလျှော့ကြည့်ရမယ်ပယ်နိုင်ရင်တော့အကောင်းဆုံးပဲပယ်တာကိုမကောင်းလို့လျှော့လို့ပြောတာမဟုတ်ဘူးပယ်တာကိုလူတွေအနေနဲ့လိုက်နာဖို့ခဲရင်လို့မို့နည်းနည်းလေးလျှော့ကြည့်လို့အကျိုးရလဒ်ကိုမြင်လာမှနောက်ဆုံးပယ်ဖို့ဒီလိုကကြိုးစားမှာသဘောပေါက်ရဲ့လားဒီနေရာမှာဦးဇင်းတို့စဉ်းစားကြည့်ရအောင်ကာမဂုဏ်အာယုန်နဲ့မပျော်ရဘူးလို့ဆိုတဲ့နေရာမှာကာမဂုဏ်အာယုန်ဟာပျော်မွေ့စရာဘာမှမကောင်းဘူးအပြစ်အနာစာနဲ့ပြည့်နေတယ်လို့အဲ့ဒါလို့ဆိုလိုတာမဟုတ်ဆိုလိုတာကကာမဂုဏ်အာယုန်မှာပျော်စရာရှိတယ်ဆိုတာကိုပြောတာနော်လူတွေကကာမဂုဏ်အာယုန်မှာဘာမှပျော်စရာမရှိဘူးလို့အဲ့ဒါလို့တစ်ဖက်ဆောင်နဲ့တွက်တက်တယ်ဒီနေရာမှာမြတ်စွာဘုရားတိတိကျကျဟောတယ်ဗျကာမမှာပျော်စရာရှိတယ်ပျော်စရာရှိလို့မို့ပျော်ရတာပေါ့တဲ့သဘာဝကျတယ်နော်ကာမမှာตายရစရာရှိတယ်ตายရစရာရှိလို့မို့ตายရကြတာဒါပေမဲ့ကာမမှာအပြစ်လည်းရှိတယ်အပြစ်ရှိလို့မို့ဒီကာမကိုကြောခိုင်းသွားတဲ့တကယ့်သူတော်စင်တွေဆိုတာရှိနေတာပေါ့တဲ့ဒါမြတ်စွာဘုရားပြောတာနော်ဒါကြောင့်ကာမမှာตายရပွဲလည်းရှိတယ်အင်မတန်ကြောက်စရာကောင်းတဲ့အပြစ်လည်းရှိတယ်အဲ့တော့ပိဿတို့စဉ်းစားရမှာကဒီကာမမှာပျော်စရာကဘလောက်လဲအပြစ်ကဘလောက်လဲဆိုတာကိုချိန်ကြည့်ရမယ်ဟုတ်လားကာမမှာပျော်စရာကဘလောက်ရှိတော့ရှိတယ်နော်အပြစ်လည်းရှိတယ်ပျော်စရာနဲ့အပြစ်ဘယ်ရင်းကဘလောက်လဲဘယ်နှပုံဘလောက်လဲဒါကိုဘာလို့ကြည့်ရမလဲချိန်ကြည့်ရမယ်အဲ့ဒါမြတ်စွာဘုရားချိန်ပြခဲ့တယ်ဟုတ်လားကာမမှာตายရပွဲဟာနည်းနည်းလေးတဲ့မရှိဘူးလို့မပြောဘူးနော်ဘယ်လိုပြောတော့နည်းနည်းလေးတဲ့အပြစ်ကတော့အများကြီးပဲတဲ့ဟုတ်လားဒါကိုဉာဏ်ရှိတဲ့လူတိုင်းလက်မခံလို့မဖြစ်ပါဘူးစဉ်းစားကြည့်ပါအင်မတန်ထင်ရှားပါတယ်ဒီတရားတွေကနော်ကာမမှာตายရပွဲကနည်းနည်းလေးအပြစ်ကအများကြီးဒါကြောင့်ဦးဇင်းတို့ရှေးပညာရှိကြီးတွေရေးခဲ့တဲ့ဂါထာလေးတစ်ပုဒ်ရှိတယ်
နော်တာတံဒေဝခဏိဝပန္တံဟေတုအနန္တဒုက္ခံတတမတိရောခဏိကာမေခုရဓာရမတုပမေကာမေကာမတို့ဆိုတာကတော့အပံတာတံတာယာဝေတိဒေဝခဏိဝမိဝဲစဉ်ခဏ၌သာလင်အပံအနေငယ်မြသောတာတံတာယာဝေတိအဋ္ဌိတန္တိရှိပါကုန်၏ကာမလို့ပြောလိုက်ရင်အစင်အတန်အနတ်အရသာအတွေ့အထိ၅ပါးလုံးသိရမယ်နော်အဲ့ဒီကာမဆိုတာတဲ့မိဝဲစဉ်ခဏလေးမှာတာယာဝေလေးရှိတယ်တဲ့မရှိဘူးတော့မဟုတ်မိဝဲစဉ်ခဏကလေးတံဟေတုအနန္တဒုက္ခံတံဟေတုအဲ့ဒီမိဝဲစဉ်ခဏမှာတာယာဝဲနည်းနည်းလေးကိုအကြောင်းပြုပြီးတော့အနန္တဒုက္ခံမဆုံးနိုင်တော့မရေမတွက်နိုင်တော့ဆင်းရဲဒုက္ခတွေဟာဖြစ်ပေါ်လာတယ်တဲ့မိဝဲစဉ်ခဏမှာတာယာဝဲနည်းနည်းလေးကိုအကြောင်းပြုပြီးတော့ဆင်းရဲဒုက္ခတွေကနောက်ကမရေမတွက်နိုင်အောင်ဖြစ်တယ်တဲ့ဒါကြောင့်မို့လို့ပညာရှိတဲ့ပုဂ္ဂိုလ်တွေဟာတဲ့ခုရဓာရမတုပမေဒါသာထက်၌တင်ထားသောပြားရည်ဇက်လျက်ဥပမာရှိသောကာမတရားကိုပယ်ရှားနိုင်အောင်ကြိုးစားကြတယ်တဲ့ဟုတ်လားကာမကိုဒါသာထက်မှရှိတဲ့ပြားရည်ဇက်လို့ဥပမာပေးတာဗျဟုတ်လားပြားရည်ကမချူဘူးလို့တော့ပြောလို့မရဘူးသို့တော့ဘယ်ပေါ်မှာရှိနေတဲ့ပြားရည်ဇက်ဒါသာထက်မှရှိနေတယ်လှမ်းပြီးတော့ရက်လိုက်မယ်ဆိုရင်ချိုတာနဲ့မကာမိတဲ့ရှာပြက်တဲ့ဒုက္ခကနောက်ကရှိနေတယ်ဟုတ်ရဲ့လားဒါကြောင့်တရားဓမ္မတို့ဦးဇင်းတို့ပုထုဇဉ်လူသားတွေကာမနဲ့ပတ်သက်ပြီးတော့ဘလို့ဖြစ်နေကြလဲဆိုတော့ကိုလိုချင်တာလေးနည်းနည်းရှားဖို့အတွက်ကိုမလိုချင်တာတွေအများကြီးကိုပါတခါတည်းသိမ့်ပိုင်ရတယ်ဘဝဆိုတာအဲ့ဒါပဲဟုတ်လားကိုလိုချင်တာလေးနည်းနည်းရဖို့အတွက်ကိုမလိုချင်တာတွေအများကြီးကိုပါတခါတည်းသိမ့်ပိုင်ရတယ်သိကြလားအဲ့ဒါသိကြတာပေါ့ဗျာတခါကြီးဒီမိုင်းများဒါကြောင့်မို့လို့ကာမနဲ့ပတ်သက်ထလာလို့ရှိရင်အမြင်ရှင်းထားတဲ့လေနော်အမြင်ရှင်းထားတဲ့လေဟုတ်ရဲ့လားဟိုဦးဇင်းတို့ဒါနဲ့ပတ်သက်ပြီးတော့ဟရိဒဇယတိရဲ့အကြောင်းတော့ဦးဇင်းကနည်းနည်းပြောခြင်းတယ်သူပြောတဲ့စကားကောင်းလုံးလို့ပါသူကဘာပြောလဲဆိုတော့ဘုရုလက္ခဏမိဖုရားကိုမြင်တော့ဇန်လျှောတယ်ဆိုတော့ပိဿတို့အကုန်သိတယ်နော်နောက်တော့ဒီမိဖုရားကိုရကျင်လို့ဘယင်နာပေါက်ကြတော့ဘယင်သိသွားတော့ဘယင်ကြီးကမပေးလိုက်ဘူးလားပေးလိုက်တယ်ဘယင်ကဉာဏ်ရှိတယ်ဘာလို့ဉာဏ်ရှိလဲဆိုတော့မိဖုရားဉာဏ်ရှိမှန်းသိတယ်ဘယင်ကမိဖုရားကိုပေးလိုက်တယ်ပေးလိုက်တော့မိဖုရားကဘာလုပ်တုံးဆိုတော့ဒီတိုင်းပဲအိမ်နိုင်မှုကရင်သွားယူခြင်းဟုတ်လားကရင်သွားတောင်းရတယ်ဒီတိုင်းပဲအိမ်နိုင်မှုချင်းအောင်သွားယူခြင်းစောင်းသွားယူခြင်းခေါင်းယူခြင်းဒါဆောက်ပြအောင်နောက်ဆုံးအိမ်သားချင်းကသာဒုက္ခိုင်းတာမိဖုရားကဟုတ်လားအဲ့ဒီတော့ယတိကြီးကတော်တော်စိတ်ပြက်သွားတယ်အဲ့ဒီအချိန်မှာမိဖုရားကဒီမုတ်စိတ်မွေးကိုဆွဲပြီးတော့ကိုယတိအဖြစ်ကိုအမှတ်ရပါအောင်လို့ပြောလိုက်တာတစ်ချက်တည်းပဲလုံးဝသိသွားတယ်ဘုရားကအဲ့ဒီမှာဘုရင်ကြီးတွေကိုဒီမိဖုရားပြန်ပို့တယ်ပြန်ပို့ပြီးတော့ဘာပြောလဲဆိုတော့ဘုရင်ကြီးတဲ့ငါတဲ့အစတုန်းကမုဒုလက္ခဏာတယောက်ကိုပဲလိုချင်ခဲ့တာတဲ့အစတုန်းကမုဒုလက္ခဏာတယောက်ကိုပဲလိုချင်ခဲ့တာတဲ့နောက်အဲ့ဒီလိုချင်မှုတစ်ခုလေးကိုအကြောင်းပြုပြီးတော့နောက်ထပ်မှလိုချင်စရာတွေအများကြီးဖြစ်လာတယ်တဲ့ဒါအင်မတန်စဉ်းစားစရာကောင်းတဲ့အချက်တော်ဓမ္မကြီးများဟုတ်လားဟုတ်တာပေါ့စမုဒုလက္ခဏာတယောက်ပဲသူလိုချင်ခဲ့တာနောက်မုဒုလက္ခဏာလည်းရပြီဆိုတော့နေစရာလိုလာပြီအိတ်စရာလိုလာပြီအိုးလိုစရာတွေမှအများကြီးဖြစ်လာဟုတ်ရဲ့လားဒါကြောင့်ပိဿတို့စဉ်းစားနော်လိုချင်စရာတစ်ခုခုကိုရကျင်လာပြီဆိုရင်နောက်ဆက်တွဲလိုချင်စရာတွေမဆုံးတတ်ဘူးဟုတ်ရဲ့လားဒါကြောင့်ဦးဇင်းတို့ကတော့ငယ်ငယ်တုန်းကပြောဦးတယ်အေးဒီတခြင်းတန်ကိုနားထောင်နေတာနဲ့ကက်ဆက်ဝယ်ရတယ်ကက်ဆက်ဝယ်ပြီးရင်တိတ်ခွေဝယ်ရတယ်တိတ်ခွေဝယ်ပြီးရင်ဘက်ထရီအိုးဝယ်ရတယ်မိမလာရင်စိတ်ပြည့်ရတယ်အတန်တစ်ခုကိုအကြောင်းပြုပြီးတော့နောက်ဆက်တွဲဘယ်လောက်များသလဲစဉ်းစားသင့်မို့လားစဉ်းစားသင့်တယ်ဒါကြောင့်ကာမဆိုတာသူ့ရဲ့နောက်ဆက်တွဲဒုက္ခတွေအများကြီးနဲ့တည်ဆောက်ထားတာဉာဏ်ရှိရင်ရှိတဲ့ဒီကာမကိုကြောက်ကြတာပဲ